ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဖြစ်ပွားခဲ့တဲ့မြန်မာအချင်းချင်းဘတ်ငွေ10တန်းဖောက်ထွင်းခုယူမှုကကျူးလွန်သူတွေကိုအ ਨੇ ဆုံးပုံမှန်3ခုမဲ့အရေးယူအမှုဖွင့်ထားတယ်လို့မြို့တော်ရဲတပ်ဖွဲ့ကနိုဝင်ဘာ12ရက်မှာသတင်းထုတ်ပြန်ပါတယ်။ဖြစ်စဉ်ကပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကဘန်ကောက်မြို့ကမြန်မာတွေအနေများတဲ့ဖက်ခနုံအရက်ထဲကရက်ွက်တစ်ခုမှဖွင့်လှစ်ထားတဲ့မြန်မာအလုပ်သမားဗီဇာတို့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှဖြစ်ခဲ့တာပါ။အဲ့ဒီလုပ်ငန်းဖွင့်လှစ်ထားတဲ့ရုံခန်းကငွေတွေကိုသူရဲ့မိတ်ဆွေ3ဦးကပူးပေါင်းကြံစည်ပြီးခိုးယူခဲ့တာလို့ငွေခိုးယူခံရတဲ့လုပ်ငန်းပိုင်ရှင်ကသူရဲ့လူမှုကွန်ရက်ကနေပြောထားပါတယ်။ကျူးလွန်သူတွေဟာပုံမှန်အခန်းကိုလာလည်နေကြသူတွေဖြစ်တာကြောင့်ကွန်ဒိုတိုက်ခန်းတို့ကိုပေးထားခဲ့ပြီးအခန်းဆက်ဝင်လို့ရတဲ့စကားဝတ်ကိုမပြောခဲ့ပေမဲ့ငွေထားတဲ့အခန်းကိုတော့လက်သားဆောင်တကားကိုချပြီးဝင်ရောက်ခိုးယူခဲ့ကြတာလို့ခိုးယူခံရသူလုပ်ငန်းရှင်ကဆိုပါတယ်။ခိုးယူခံရသူလုပ်ငန်းရှင်ကနိုဝင်ဘာ10ရက်မှာခိုးယူခံရတာကိုသိရှိပြီးထိုင်းရက်တစ်ခွက်ကိုအကြောင်းကြားခဲ့ပြီးနောက်မှာကျူးလွန်သူတငယ်ချင်းအပါအဝင်3ဦးကိုဟိုတယ်တစ်ခုမှာထားမိတယ်လို့ဆိုပါတယ်။ခိုးယူသူတွေစီကနေတက်ထေခံပစ္စည်းအနေနဲ့ဘတ်ငွေဆက်သိန်းတာလက်ဝဲပြန်ရတယ်လို့ရွှေတဲ့ပစ္စည်းအသစ်တွေ iPhone အပါအဝင်အဖိုးတန်ပစ္စည်းဝယ်လူထားတာတွေတွေ့ရတယ်လို့ဆိုပါတယ်။ရဲတပ်ဖွဲ့ကနေနိုဝင်ဘာ10ရက်ကသူတို့စီးနှင်းဖန်စီထဲကခိုးယူမှုဖြစ်စဉ်ကနေဘတ်ငွေထား88သိန်းကျော်ကားကစီးနဲ့ပစ္စည်းတချို့ကိုတင်စီရမိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကနုံဦးစစ်ဆေးချက်တွေအရကျူးလွန်သူတွေဟာခိုးယူခံရသူနဲ့မိတ်ဆွေတွေဖြစ်ကြောင်းနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့သူတွေဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ပြည်မှုကျူးလွန်ပြီးနောက်မြန်မာနိုင်ငံကိုငွေကြေးယူဆောင်ပြီးပြန်ဖို့ရည်ရွယ်ထားကြတယ်လို့သိရကြောင်းရဲတပ်ဖွဲ့ကချက်ချင်းစုံစမ်းစစ်ဆေးခဲ့တာကြောင့်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။လက်ရှိမှာကနုံဦးရဲစစ်ဆေးချက်တွေပေါ်မူတည်ပြီးညအချိန်ခိုးမှုကျူးလွန်မှုအဆောက်အအုံကိုဖျက်ဆီးဝင်ရောက်မှုနဲ့တပ်တန်းလွန်နေထိုင်ခွင့်နဲ့ထိုင်းနိုင်ငံအတွင်းနေထိုင်မှုစတဲ့ပုံမှန်တွေနဲ့အမှုဖွင့်ထားပြီးသူတို့ကိုဖက်ခနုံရဲစခန်းမှာစစ်ဆေးနေတယ်လို့နိုဝင်ဘာ12ရက်မှာထုတ်ပြန်ထားပါတယ်။